အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ကတော့ဒီနေ့မှာကျွန်တော်နေ့စဉ်လုပ်ဖြစ်တဲ့ advocacy နဲ့ product တွေဖြစ်အောင်ဘယ်လိုနေလဲဆိုတဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအခါမှာအခုလိုမျိုးစကားပြောဖို့မရဲပဲနဲ့ confident မရှိတဲ့လူမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်က blogger influencer ဆက်လုပ်ချင်တယ်ပြီးတော့စကားကိုရဲရဲတင်းတင်းပြောချင်တဲ့သူတွေအတွက်ကျွန်တော်ကအနည်းငယ်ကောင်းတဲ့တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တခြားအကြောင်းအနေနဲ့ပြောခင်မှာကျွန်တော်တို့ Gorilla ကနေပြီးတော့ content creator influencer ဒါမှမဟုတ်စကားပြောကောင်းချင်တဲ့သူတွေအတွက်လုပ်ထား special bootcamp တွေအကြောင်းပြောပြချင်ပါတယ်ခင်ဗျာဒီ bootcamp လေးကတော့ကျွန်တော်တို့လိုမျိုး content creator influencer ဖြစ်နေတဲ့သူတွေကတော့ opportunity အကြီးတစ်ခုလိုပါပဲခင်ဗျာဒီကနေပြီးတော့ကျွန်တော်တို့ကငွေရှာမလားဒါမှမဟုတ်ဒီ content creator influencer လမ်းကြောင်းကောင်းကောင်းမွန်နဲ့တွားနေတဲ့ဒီလမ်းအသစ်တွေရှာဖွေမလားဒါမှမဟုတ် confidence ရှိတဲ့ public speaking တွေပြောချင်တာမျိုးပြီးတော့ online shopping ရောင်းတဲ့သူတွေအတွက်ဆိုရင်စကားကိုတိကျပြောချင်တဲ့သူမျိုးတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ bootcamp တွေကအများကြီးအဆင်ပြေဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီ bootcamp တွေကျွန်တော်တို့ကတကယ်နာမည်ကြီးပြီးတော့ experience တွေအများကြီးရှိတဲ့ guest speaker တွေကိုလည်းခေါ်ရတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့မျိုး content creator influencer လမ်းကြောင်းမှာအောင်မြင်အောင်ကြိုးစားကြင်ပြီးတော့ဒီကနေလည်းငွေလိုချင်နေဆိုရင်တော့ဒီ opportunity ကိုလက်လုံးခံဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအောင်မြင်တဲ့ content creator influencer တွေလည်းဖြစ်နေတဲ့စကားလည်း confidence ရှိနဲ့ရဲရဲတင်းတင်းပြောချင်နေဆိုရင်တော့ကျွန်တော်ပြောရမယ့်အချက်တွေကိုနားမထောင်လို့ပဲနဲ့ဒီ special bootcamp ကိုလာပြီးတော့ပြည့်စုံနားထောင်အောင်ကိုတော့ကျွန်တော်အကြံပေးပါတယ်ခင်ဗျာအဲ့တော့ဒီ special bootcamp ကို join နေရဆိုရင်တော့ကျွန်တော်တို့ရဲ့ Gorilla Community Official Facebook page မှာတော့ဆောင်စမ်းလို့ရပါတယ်ခင်ဗျာဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ Bye bye